မင်္ဂလာပါချစ်မိတ်ဆွေတို့ရေ Cooking with Blessing ရဟန်းနေပြန်လဲကြိုဆိုလိုက်ပါတယ်။ခဲဒီနေ့ Blessing ရနဲ့တို့လည်းအရာကိုစားလို့ကောင်းပြီးတော့မှအချိန်လဲကိုလည်းကိုတက်သားစေမယ်။ဒီဒင်ချင်နဲ့လှုပ်တဲ့ဤချကွေးမုတ်လုံးလုံးလေးလေးကိုလှုပ်စားကြရအောင်။ Blessing ရတော့အရင်တော့ကဤချကွေးလွင်ရင်အရာကိုခတ်တာလေ။ဒီနေ့အတိုင်းလှုပ်ချင်တော့အယောင်ကိုလွယ်ကိုရမို့ Blessing ရနဲ့တော့အခုပဲစတင်လိုက်ရအောင်နော်။ Okay, let's go right now.စတင်ကြမယ်ကရိုးရိုးတဘာဝသိန်းချင်းတကြားတွေလုံးဝမထည့်ထားတဲ့သိန်းချင်းကို200 gram တို့မဟုတ်150သုံးလို့ရပါအမှကျုပ်တစ်လုံးဖောက်ထည့်မယ်စီကို2စွန်းတော့မဟုတ်3စွန်းပေါ့နော်စားနည်းနည်းငယ်ထည့်ပြီးတော့မှတကြား2စွန်းလောက်ထည့်မယ်နော်တကြားကိုပူထည့်ချင်တယ်ဆိုရင်ချိုလေးကြိုက်တဲ့သူများဆိုရင်ထည့်ပြီးတော့မှဒါဝအရင်ဦးဆုံးတမအောင်ခောက်ထားပေးလိုက်ရအောင်နော်ကဲပြီးရေအနွေးနွေးလေးထဲမှာလေဒီတဆေး dry ရစ်ပေါ့နော်တဆေး6ကို9 gram လောက်ထည့်ပြီးမှခဏထားလိုက်မယ်ပြီးရင်ဂျုံမုတ်350 gram လောက်ကို Blessing တို့အဲ့ဒါတေချာလေးစစ်ပြီးတော့မှခဏနေထားတဲ့တင်ချင်ရဲ့အပေါ်မှာထည့်လိုက်မယ်နော်ကဲပြီးရင်တော့ဇွန်းလေးနဲ့အသားလေးမွေပေးမယ်ကဲပြီးရင် Blessing တို့ဖြောထားတဲ့ dry ရစ်ကိုလေရေအနဲ့ငယ်နဲ့ဖြောထားတဲ့ dry ရစ်ကိုအားလုံးလောင်းထည့်မယ်ကဲဂျုံမုတ်ကထပ်ထည့်ဖို့လိုတယ်နော်ဒီဂျုံရဲ့သားကမမတောင်းလေးဖြစ်နေဖို့လိုတယ်နည်းနည်းပျော့ပျော့အေးအေးဆိုဂျုံတွေထပ်ထည့်ပါလို့တကယ်လို့เนาะအလေးချိန်တွေကခုနကတခုမတူလေဆိုတော့ထည့်တဲ့အချိန်မှာကိုကပျော့အေးသွားတယ်ဆိုရင်ဂျုံမုတ်ကိုထပ်ထည့်လို့ရပါတယ်လို့ဒါဒီလိုမမတောင်းလေးအခြေအနေဆိုရင် Blessing အမခဏထားပြီးမှအုပ်ထားမယ်2နာရီလောက်ကိုထားလိုက်မယ်เนาะကဲဒါကတော့ Blessing ရဲ့ခြံထက်ဒီနာလေးပါလို့ဒီနေ့ဆိုရင်ဒီမှာငချိတ်ပြောင်းဘူးလဲရတယ်မှာဘယုံညွန့်တို့ပြီးရင်ဘောက်လောက်ရွက်တို့အဆုံးပဲစားရတာလေတကယ်ကိုချမ်းလောက်တာကိုတော်တော်ဝါသနာပါတာကဲဒါဆိုရင်တော့ Blessing ရဲ့ဒီပေါင်ဒီထိုက်ကိုကြည့်မယ်နော်သူရဲ့ထိုက်ကအနေတော်လေးဆိုဒီအစ်စ်မှာ Blessing ပြောပြမယ်အရန်ကိုသွားမနေလိုက်ပါနဲ့လို့ဖောင်းဖောင်းအီအီလေးဖြစ်နေတဲ့အဲ့ဒီဂျုံပွားလေးကိုလေဒီတိုင်းနေပဲဖွားလေးပဲနေပါတော့အရန်ကိုဖိပြီးတော့မှအရန်ကိုအားဆိုင်ဖို့မလို့နော်ဒီထက်ဒီအစ်စ်မှာနေစရာမလိုတော့သူအသားလေးအဲ့လိုပြားပြီးတော့မှ Blessing တို့အဲ့ဒီပုံစံလေးနဲ့ဓာတ်လေးနဲ့အဲ့လိုမျိုးလှိဖြတ်ပေးအောင်ပဲအခုကဤကြွယ်ဆိုပေမဲ့လည်း Blessing တို့တူတွေပါတယ်နဲ့အဲ့လိုမျိုးဖိစရာတွေမလိုဘူးဒါကဒီ4000လေးကိုအဲ့လိုမျိုးလုံးလေးပဲ Blessing တို့ကြော်မှာဖြစ်တယ်နော်။ဒါဆိုရင်စီတန်တန်လေးကို Blessing တို့တဲပြားမှာထည့်ပြီးတော့မှပူလာပြီဆိုကြရတော့နော်ခဏ Blessing တို့လီးဖြတ်ထားတဲ့အတုံးလေး4000အတုံးလေးကိုလေကဲမှာထည့်ကြော်လိုက်ပြီဆိုရင်တော့အရန်ကို okay တာနော်။ကဲခါတိုင်းဆိုရင် Blessing တို့အဲ့ဒီပြကြောက်ခွေလောက်တဲ့အခါမှာဆွဲဆန့်သေးရလေဒီတစ်ခါလုံးဝမဆွေးဆန်းတော့ဘူးသူနဲ့လည်းအလဲမှာမထွန်းတော့ဒီတိုင်းလေး Blessing လှုပ်စားတာရောင်းအဆင်ပြေလို့ပါလို့အထဲမှာဆိုပွားနေရပဲဒီလားဒီသဆေးကိုလေ Blessing ပြောပြီးပြီနော်သဆေးတို့တကယ်လို့မရှိဘူးဆိုရင် baking soda baking powder ကိုအသုံးပြုနိုင်ပါတယ်လို့ကဲကြည့်ပါဦးဟိုဘက်ဒီဘက်ကိုလမ်းပေးမယ်ဆိုရင်လေအရင်တော့မကျွတ်မာတော့မပွားမာတော့မပူနဲ့တော့ဒီနေ့အတိုင်းသာလှဆန်းလုပ်ချင်နော်အောင်ကိုအောင်မြင်စေရမယ်ထပ်ပြီးတော့တောင်မှလေထပ်လှုပ်စားခြင်းလိမ့်မယ်တိလား Blessing ဆိုအမြဲတမ်းလှုပ်စားဖြစ်တယ်ဆိုကလေးတွေလည်းရှိတော့လေအဲ့မှာနွားနို့နဲ့ပဲတောက်လက်ဖေးရည်နဲ့ပဲကြားနဲ့ပဲတောက်အယောင်အဆင်ပြေလွန်းလို့ပါလို့ကဲတော့မှခွဲကြည့်မယ်နော်မတွေ့လားအထဲမှာဆိုလေတကက်အရမ်းမိုက်တာကဲနောက်တစ်ဆင့်ကြောမယ်ဂျုံ350 gram လောက်ပါအသုံးပြုထားဆိုတော်တော်လေးကိုစားလို့ရနော်ကဲတွေ့လားအရာကိုမိမိုက်ပါတယ်ဆိုမှဒီနေ့တိုင်းလှုပ်စားကြည့်ပါလို့ကဲတနိုင်တပိုင်ရောင်းချင်တဲ့သူများအတွက်ဆိုရင်တော့ဒီမုတ်လုံးဤကြကွေးမုတ်လုံးလေးကိုလေကြော်ရောင်းကြည့်အိုးလာစားကြမှာသိချတယ်နော်အရာမိမိုက်ဂျုံသားဆိုပေမဲ့တော့တင်ချင်လေးလည်းပါတော့လေမအီးတကယ်လို့အချိုကြိုက်တဲ့သူများအချိုနည်းနည်းများထည့်လို့ရတယ်နော် Blessing ကဒါကြော်ထားပြီးလို့ရှင်ကလေးတွေကိုလေသူကနို့စီနဲ့ပဲဆန်းစားပြားရည်နဲ့ပဲတူစားအရန်စားလို့ကောင်းတော့ပါဆိုအင်းကသားသမီးကိုကြတော့ Blessing ရပြားရည်အစ်စ်ကိုဝယ်လာပြီးတော့မှအဲ့ဒါနဲ့တူစားခိုင်းလိုက်တာအရန်မိမိုက်ကဲအားလုံးကောင်းတဲ့နေ့ကိုပိုင်ဆိုင်ကြပါစေလို့အားလုံးရဲ့စီကို